ထင်မသေးရဘူးခုချိန်တော့မသေးသေးဘူးအထင်ကစောစောကပြောသလိုအတူတူနေလာတာကြာရင်ထင်သေးတရားတွေကတွေ့လာမှာဒါမျောလင့်ထားပြီးတော့ယောက်ျားနဲ့မိန်းမဆိုတာရည်ဘူးရသဘောပြောရရင်ယောက်ျားမိန်းမတဲ့အစအရာတာတယ်ဆိုတဲ့ခံယူချက်ကမိန်းမမှာလည်းရှိတယ်ယောက်ျားမှာလည်းရှိတယ်မိန်းမဆိုတာများသောအားဖြင့်ယောက်ျားနဲ့ရှင်အားနွယ်တဲ့အမျိုးအစားသူတို့ကအားငယ်တယ်မှီခြင်းနဲ့အားကိုးခြင်းနဲ့အဲ့လိုအနေထားကိုကိုကအထင်သေးလိုက်မယ်ဆိုရင်နည်းနည်းလေးအထင်သေးတယ်တော့အကြီးကျယ်သူတို့စိတ်ဓာတ်ရသွားနိုင်တယ်ခံရခက်နိုင်တယ်အစင်မပြေမှုလေးကအဲ့ဒီအသေးလေးကနေအကြီးကြီးထိဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားအဲ့ဒါကိုရှေ့တန်းတင်တာမထင်မဲ့ခင်အထင်မသေးနဲ့ကိုချစ်လို့ယူထားတာအထင်မသေးနဲ့ထင်သေးတရားတွေတွေ့မှာတော့ပြီးရင်ညှို့လင့်တာမထင်မဲ့ခင်နဲ့ပြီးတော့ပါတော့အနှင်းဥစ္စာယုံကြည်မှုကိုပြသတယ်တနည်းအားဖြင့်လည်းပဲအတူတူဘုန်းကြီးတို့ဒီအိမ်တော်လူဘဝလေးကိုနောက်ထူထောင်တဲ့နေရာမှာဒီဥစ္စာကအလွန်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုလို့လည်းဆိုရမယ်ကိုရှာလို့ဖွေလို့ရတာသူ့ကိုအကုန်လုံးအပ်လိုက်တယ်ရသော်ဘုရားရဲ့လောကပေါ်မှာမြင်မုံဒီအိမ်တော်ရေးပေါ်မှာမြင်မုံကိုသိပ္ပံနိကြဝေဖန်ဆန်းစစ်တဲ့သဘောလေးနဲ့တောင်ဘုန်းကြီးကလေ့လာကြည့်စေခြင်းအဲ့ဒီ၅ခုဘလောက်ပညာသားပါလဲဆိုတာအပေါ်ယံလေးလောက်နားထောင်တာမျိုးဖြစ်စေတယ်ပြီးရင်ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ့်ကိုစဉ်းစားအောင်မထေမဲ့ခင်အနှင်းဥစ္စာမိစ္ဆာမမအိမ်တော်ရေးမပေါက်ပြန်နဲ့အဲ့ဒါခွန့်လွတ်လို့ရတဲ့အမှားမဟုတ်ဘူးဘယ်မိန်းမမှအဲ့ဒါမခွန့်လွတ်ဘူးဘယ်ယောက်ျားမှလည်းအဲ့ဒါကိုမခွန့်လွတ်ဘူးအဲ့ဒါမယားဝတရား၅ပါးထဲမှာလည်းအဲ့ဒါပါလာလိမ့်မယ်မထေမဲ့ခင်အနှင်းဥစ္စာမိစ္ဆာမမဝဇ္ဇာဆင်ရင်မိမဝဇ္ဇာဝယ်ပေးရမယ်တဲ့မိမတွေသုံးတဲ့ပစ္စည်းယောက်ျားတွေကဘယ်လိုလုပ်မိမတွေတော့သိမလို့ဘာလို့ဝယ်ခိုင်းတာဝယ်ပေးခိုင်းတာကိုယ့်ရဲ့ချစ်မြတ်နိုးမှုကိုပြသစေခြင်းတာဟုတ်လားမိမ तू မကြိုက်ပေမဲ့လို့ဒါငါယောက်ျားဝယ်ပေးတာဟဲ့ဆိုတော့တန်ဖိုးထားမှုရှိလိမ့်မယ်လေးနဲ့တဲ့အဓိပ္ပာယ်ကိုမြင်အောင်ကြည့်ဖို့ပြောတာနော်ဝဇ္ဇာဆင်ရင်နောက်ဆုံးကဘာလဲမျက်နှိုးကျင်မျက်နိုးကျင်နာနာရှိရမယ်အဲ့ဒီ၅မျိုးဝေဖန်စစ်ကြည့်မထေမဲ့ခင်အနှင်းဥစ္စာမိစ္ဆာမမဝဇ္ဇာဆင်ရင်မျက်နှိုးကျင်ဒီ၅မျိုးထဲမှာဘာလို့အဓိကပြောနေသလဲဆိုရင်မျက်နိုးတန်ဖိုးထားအထင်မသေးနဲ့လေးလေးစားစားဆက်ဆံယုံကြည်ဆက်ဆံအဲ့ဒါကိုပြောနေတာဟုတ်တယ်မဟုတ်လား၅ခုစလုံးနီးမိစ္ဆာမမှားတော့အဓိပ္ပာယ်တစ်မျိုးပါနော်မထေမဲ့ခင်အနှင်းဥစ္စာမိစ္ဆာမမှားဝဇ္ဇာဆင်ရင်မျက်နှိုးကျင်ဒါလေးကမြတ်စွာဘုရားရဲ့တမ္ပယုတ္တဉာဏ်ကိုယုံကြည်သောအဖြစ်ငါအစဉ်ပြေခြင်းနဲ့ဆိုရင်တော့ငါအမျိုးသမီးရဲ့ပုံမှာငါဒီလိုစိတ်မျိုးမွေးရမယ်နော်ဒီလိုပြုမှုဆက်ဆံမှုမျိုးရှိရမယ်လို့ကိုယ့်ကိုယ်ကိုဘာလို့အောင်လို့ဆုံးဖြတ်ချက်ချ